The Future Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှာကျွန်တော်ဒီ Israel နဲ့ Hamas အကြားမှာသူတို့ရရှိခဲ့တဲ့သဘောတူညီချက်တွေရဲ့နောက်ကွယ်ရဲ့နောက်အနာဂတ်မှာဘယ်လိုဖြစ်လာနိုင်မလဲဆိုတဲ့အားလေးကိုကျွန်တော်သုံးသပ်ချက်လေးကိုဒီနေ့ဝေမျှပေးသွားမှာဖြစ်ပါတယ်။ Israel နဲ့ Gaza စစ်ပွဲဟာ2023အောက်တိုဘာ9ရက်နေ့ကနေစတယ်ကျွန်တော်သိပြီးသား9ရက်နေ့မှာ Hamas က Israel ကိုambush တွားတိုက်တယ်အယောက်1000ကျော်တည်တယ်အယောက်250ကျော် hostage အနေနဲ့ဒါဆာခန်အနေနဲ့ဖမ်းသွားတယ် Israel ကလည်းလုံးဝမချင်တ်ဘူးပြန်တုံးပြန်တယ်စစ်ပွဲဟာနှစ်တိစစ်ပွဲဖြစ်တယ်ပထမပိုင်းမှာတော့ Hamas ကတွားမှားတာ Israel ကိုတွားတိုက်တာဆိုတော့မှားတယ် Israel ကလည်းတွားမချင်တ်လို့တုံးပြန်တယ်မှန်တယ်အစပိုင်းမှာတော့နိုင်ငံအားလုံးက Israel ကိုထောက်ခံတယ် Hamas ကိုဆန့်ကျင်တယ်အချိန်ကြာလာတာနဲ့အမျှတနစ်ကျော်လာတဲ့အခါမှာ Israel က Hamas ကိုတုံးပြန်တာလွန်တယ်အပြစ်မဲ့ပြည်သူတွေတေးတာများလွန်တယ်ဂါဇာကိုဒီလောက်ထိဖျက်ဆီးတာမကောင်းဘူးဆိုမှတကဘာလုံးနီးပါ UN မှာပါဝင်တဲ့နိုင်ငံပေါင်း193မှာ150ခွန်80ရာခိုင်နှုန်းအထက်က Israel ရဲ့စံကြံဘက်မှာရှိလာတယ်ပါလက်စတိုင်းကိုနိုင်ငံတစ်ခုအဖြစ်တတ်မှတ်မယ်အခုချက်ချင်းစစ်ပြည်ငင်းပါဆိုတဲ့နိုင်ငံတကာရဲ့ယက်တီချက်ရှိလာတယ်အဲ့ဒီချိန်မှာ Donald Trump က Israel ဘက်မှာမယက်တီပေးတယ် Donald Trump ကစကားတစ်ခွန်းမှမပြောဘူး Israel ရဲ့စံကြံဘက်မှာဒါမဲ့ဒီ UN Assembly အောက်တိုဘာ26-29မှာကျင်းပတဲ့ UN Assembly မှာအဲ့ဒီ UN Assembly ပြီးသွားတဲ့ချိန်မှာဘာဖြစ်လာလဲဆိုတော့ Donald Trump အတွက်အခွင့်ကောင်းတစ်ခုဖြစ်လာတယ်။ဘာဖြစ်လာလဲဆိုတော့သူက Hamas ကိုလည်းအပေါ်စီးကနေစကားပြောလို့ရတယ်။ခင်ဗျားတို့အခုလည်းနဲ့ချပါလည်းနဲ့မချဘူးဆိုရင်ဒီထက်မကခင်ဗျားတို့တိုက်ခိုက်ခံရမယ်။ဆိုတော့ဂါဇာဟာ Israel က80ရာခိုင်နှုန်း control လုပ်ထားပြီးသား20% လောက်ပဲကျန်တယ်ဒီအတိုင်းစစ်ပွဲဆက်ဖြစ်မယ်ဆိုရင် Hamas အမြင့်ပြတ်နိုင်တယ် Israel ကအပြတ်ရှင်းနိုင်တယ်တကဘာလုံးက Hamas ကိုထောက်ခံတဲ့ပုံစံနဲ့ Israel ကိုစန့်ကျင်ပြီးမဲ့ Donald Trump ရဲ့စန့်ကျင်ဘက်မှာဘယ်သူမှကြည်စံမဖောက်ရဲဘူးလေတိုက်ပွဲနေနဲ့Hamas ကိုငါတို့ထောက်ခံတဲ့ Israel ရဲ့တိုက်ကွာတာလွန်တယ်လို့ပြောပြီးမဲ့စစ်ပွဲဆိုတာစကားနဲ့ပြောလို့မရဘူးကြည်စံနဲ့သူတို့ကစစ်တိုင်းနေတာဆိုတော့ Israel ကိုဘယ်နိုင်ငံကမှမပစ်ရဲဘူး Donald Trump ရဲ့ရှိမှာအဲ့ဒါကြောင့်ဒီအတိုင်းပြောပြီးမဲ့ Hamas တလားနလားဘယ်ဖြစ်6လအတွင်းမှာအမြင့်ပြတ်ပြုတ်ကွယ်နိုင်တယ်ဒါ Hamas အနေချက်အဲ့ဒါကြောင့် Hamas အနေနဲ့ Donald Trump ရဲ့တဘောတူညီချက်ကိုမလိုက်နာလို့မရဘူးမလိုက်နာဘူးဆိုရင်ပြောတဲ့အတိုင်းပဲ Hamas ကုန်သွားနိုင်တယ်။ငါရပြည်သူတွေရဲ့ခံစားချက်ရလဲတားပြင်းထန်တယ်အစင်မပြေတော့ဘူး။အစာခေါင်းပါမှုနဲ့တည်တဲ့လူလည်းများတယ်။ယောဂနဲ့တည်တဲ့လူလည်းရှိတယ်။အခုချိန်မှာ6800လောက်တည်ပြီးဆိုပြီးမှဒီ UN တွေကပြောတာပေါ့။ဆိုတော့ဒါအဲ့ဒါ Hamas ရဲ့အနေချက် Israel ရဲ့အနေချက်တာသူကစစ်နိုင်တယ်လို့နိုင်တယ်သူကဒါပေမဲ့တကဘာလုံးရဲ့ pressure သူ့အပေါ်မှာရောက်နေတယ်ဆိုတော့ Donald Trump က Israel ကိုပြောလဲဆိုတော့အခုအပြစ်ခတ်ရက်စဲပါငါပြောတာနားထောင်ငါပြောတာနားမထောင်ဘူးဆိုရင်ငါ Israel ကိုမထောက်ပံ့တော့ဘူး Israel ကိုငါမထောက်ပံ့တော့ဘူးဆိုရင်ချက်ချင်းတကဘာလုံးကခင်ဗျားတို့ကိုဝိုင်းပစ်လိမ့်မယ်အီရန်ကခင်ဗျားတို့ပစ်မယ်တာကီလည်းပစ်မယ်ပြန်တစ်ဂျာမနီနိုင်ငံပေါင်းများစွာကိုလံဘီယာအင်ဒိုနီးရှားသူတို့ဒီနိုင်ငံတော်များက Israel ကိုဝိုင်းပစ်ကြမှာအဲ့ဒါ Israel လည်းသိတယ် Donald Trump လည်းသိတယ် Donald Trump က Israel ကိုစန့်ကျင်တဲ့နေ့ Israel ကို veto power နဲ့မကာကွယ်တဲ့နေ့မှာ Israel အပေါ်မှာတကဘာလုံးကဝိုင်းထိုးနိုင်တယ်အဲ့ဒါကြောင့် Donald Trump ရဲ့ proposal Israel အနေနဲ့
လက်ခံလို့မရဘူးလုံးဝလက်ခံကိုလက်ခံရမယ့်အနေထားရှိတယ်ဟာမတ်ကြည့်မယ်ဆိုရင်လည်းလက်ခံကိုလက်ခံရမယ့်အနေထားရှိတယ်သူကဘာမှမျှော်လင့်ချက်မရှိဘူးအစ္စရေးအနေနဲ့လည်းစစ်နိုင်တယ်ဆိုပေမဲ့တကဘာလုံးရဲ့ pressure ကိုသူမခံနိုင်ဘူးအဲ့ဒါကြောင့် Donald Trump ရဲ့ proposal ကိုလက်ခံရတယ် Donald Trump ကဒီနေရာမှာတော်တယ်သူက Israel ကိုလည်း pressure လောက်ထိမပေးဘူး Hamas ကိုလည်း pressure လောက်ထိမပေးဘူးတကဘာ Hamas လည်းနဲ့ချဖို့ Israel ရဲ့ pressure ကို Hamas အပေါ်မှာတောင်းတယ် Israel လည်းနဲ့ချဖို့တကဘာလုံးရဲ့ pressure ကို Israel အပေါ်မှာတုံးယုံပဲအဲ့ဒါနဲ့လက်မထိုးချင်နေဖြစ်စေမထိုးချင်နေဖြစ်စေသူတို့ရဲ့အနာဂတ်ဟာနှစ်ခုစလုံးကလုံးဝရှေ့ဆက်ရမယ့်နေတဲ့အတွက်ကြောင့်လက်မရေးထိုးကြတယ်လက်မရေးထိုးတဲ့အချက်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်အခုချက်ချင်းအပြစ်ခတ်ရက်စဲပါဒါလက်ခံလို့ရတယ်နံပါတ်1ဒီ hostage တွေဒသခန်တွေကိုအပြန်အလှန်ပေးကြမယ်ဒါမလက်ခံနိုင်စရာအကြောင်းမရှိဘူးလက်ခံလို့ရတယ်နံပါတ်3အနေနဲ့ဒီဂါဇာထဲမှာအကွန်ရီဝန်ခိုင်းမဲ့ဒါလည်းဆင်ပြေတယ်အစ္စရေးအနေနဲ့သူရဲ့withdrawal နောက်ဆုံးမဲ့ line တွေလည်းဒါကိစ္စမရှိဘူးဒီ second fast fare လက်မလဲသူတို့ထိုးပြီးသွားပြီတစခန်တွေလည်း lot ပြီးပြီ fast fare အလောက်ထိပြဿနာမရှိဘူးပြဿနာရှိလာမဲ့အချက်က second phase ဖြစ်တယ် second phase မှာဘာတွေပြဿနာဖြစ်လာနိုင်မလဲဆိုတော့ Israel ကခုနပြောတဲ့အတိုင်းသူစစ်နိုင်တယ်လို့ဒါမဲ့သူကဂါဇာကို control လုပ်မရဘူးဂါဇာကိုသိမ်းပိုက်လို့မရဘူးပါလက်စတိုင်းကပဲဂါဇာကိုပြန်ထုတ်ချုပ်မယ်ပါလက်စတိုင်းဆိုတာဒီကမ္ဘာအရှုထောင့်ကနေကြည့်မယ်ဆိုရင် Hamas ပဲဆိုတော့ Israel အနေနဲ့ဂါဇာကို80%ခိုင်နှုန်းသိမ်းတယ်ဒါမဲ့သူက control မရဘူးပါလက်စတိုင်းကပဲဂါဇာကိုပြန် control မယ်ပါလက်စတိုင်း council ဖွဲ့မယ်ပါလက်စတိုင်း council ဖွဲ့မယ်ဆိုရင်တော့ဒီထဲမှာ Hamas ဆိုတဲ့နာမည်နဲ့မဖြစ်ရင်တောင်အကြမ်းဖက်အဖွဲ့တွေပြန်ပေါ်ထွက်လာနိုင်တယ် Israel က security တာဝန်မယူတော့ဘူး Israel ရဲ့ရန်သူဟာရှိလာနိုင်တယ်အဲ့ဒါကြောင့်ဒီနေရာမှာပါလက်စတိုင်းရဲ့တော်ဆင်ပြေတယ် Hamas ကမ control ရင်လည်းပါလက်စတိုင်း council တခုခုပြောမယ်ဆိုရင်သူတို့အချင်းချင်းအုပ်ချုပ်မှာဆိုတော့တိတ်အစင်မပြေစရာအကြောင်းမရှိဘူးဒါမဲ့ Israel အနေနဲ့တော့ဒါအစင်မပြေဘူးအဲ့ဒါကြောင့်ဒီ second phase မှာအဓိကဖြစ်နေတဲ့အချက်ဂါဇာပြန်ထူထောင်မဲ့ဘယ်နိုင်ငံကနေပါစင်ဘယ်လောက်ပါဝင်မဲ့အဲ့ဒါတွေကတော့ခဏထားမယ်ပေါ့နော်ဆိုတော့ဒီ second phase မှာပြဿနာဖြစ်လာနိုင်တယ်ဆိုတော့ဒီ second phase မှာ Israel ကလည်းအဲ့ဒါကြိုတိထားပြီးသားဖြစ်တဲ့အတွက်လက်မထိုးချင်ဘူးဆိုရင် Hamas ဘက်က Israel ဘက်ကသူတို့ပြဿနာရှာနိုင်တယ်ပြဿနာရှာလို့အလွယ်ဆုံးနေရာကဒဆာခန်တွေလွတ်တဲ့နေရာဒဆာခန်အရှင်လွတ်တာလုံးဝဆင်ပြေတယ်အကုန်လုံးလဲသူတို့အချင်းချင်းလွတ်ပေးကြပြီဒါမဲ့တည်သွားတဲ့ဒဆာခန်တွေပြန်လွတ်မယ်ဆိုတာမလွယ်ဘူးနှစ်နှစ်ရှိပြီတည်သွားတဲ့လူအယူပဲကြံတယ်ဟာမတ်စ်အနေနဲ့ Israel ကိုပေးမဲ့တီပြီးသားဒဆာခန်28ယောက်ရှိတယ်28ယောက်ကြားထဲမှာအောက်တိုဘာ15ရက်နေ့အထိလောက်ဆိုရင်သူတို့က9ယောက်လောက်ပေးပြီး Israel ကလည်းလက်ခံတယ်18ယောက်ကျန်တယ်ပြောချင်လက်ခံတယ်ပြောချင်တာတီပြီးသားလို့ကိုပြန်ပေးတာဆိုတာအယူလားစပင်လားဘာလို့ပေးမှလဲကျွန်တော်မသိဘူးအဲ့ဒါကို Israel နဲ့စီးပညာနဲ့ DNA ကိုစစ်တယ်ဒီလိုဟာ Israel လိုမျိုးပါထူသူနာမြမှန်တယ်သူအချက်လည်းနဲ့မှန်တယ်သူ DNA နဲ့မှန်တယ်ဆိုမှသူအဲ့ဒါတီသွားတဲ့လူရဲ့အပိုင်အစလေးနဲ့သူတို့က confirm မှာဆိုတော့18ယောက်ထဲမှာ9ယောက်တော့ Israel လက်ခံပြီးပြီ Israel ကလည်း Hamas ကိုပေးဖို့360လောက်ရှိတယ်အဲ့ဒီထဲမှာ90လောက်ပေးပြီးပြီတချို့ကြံသေးတယ် Hamas အနေနဲ့လည်းဒီတည်သွားတဲ့လူကိုပြန်ပေးတယ်ဆိုတာမလွယ်ဘူးနာနေရှိပြီဆိုတော့ Hamas အနေနဲ့ပြောတယ်မလွယ်ဘူးခဏအဆောင်ပါတဲ့ဒါမဲ့သဘောတူညီချက်ထဲမှာ90နာရီအတွင်းပေးကြမှာ3ရက်အတွင်း
ပေးကြမယ်အလို့ဟာမတ်စ်ကမပေးနိုင်ဘူးအစ္စရေးကလည်းခင်ဗျားတို့ဒီသဘောတူညီချက်ကိုချိုးဖောက်တာပဲမြန်ပေးခင်ဗျားတို့ပေးရင်ငါတို့ဘက်ကတော့အကုန်လုံးချက်ချင်းပေးလို့ရတယ်ကဲထားလိုက်ပါဒါဟာမတ်စ်အနေနဲ့လည်း28ယောက်ပေးနိုင်တယ်ထားပါဒါပေမဲ့အစ္စရေးအနေနဲ့ဒီလိုဟာအစ္စရေးလိုမျိုးပါပဲခင်ဗျားတို့ပေးတဲ့လိုပဲ DNA လည်းတူတယ်ဘာညာအစ္စရေးဘက်ကမပြောဘူးလက်မခံဘူးဆိုရင်ဒီ peace deal လာပေါက်ကွဲပေးတာသူကတီးပေးတာဆိုတော့ဟာမတ်စ်အနေနဲ့လည်းဒါသူရဲ့တက်တီပြလို့မရဘူးအစ္စရေးကလည်း DNA ကိုစစ်တယ်ပြောချင်တာကမှန်ရင်တော့မမှန်ဘူးလို့အစ္စရေးဘက်ကပြောလို့ရနိုင်တဲ့အနေအထားရှိတယ်အဲ့ဒါကြောင့်ဒီ peace deal လာပေါက်ကွဲလွယ်တဲ့အနေအထားဒီတည်သွားတဲ့စာခံတွေလွတ်တဲ့နေရာဖြစ်တယ်နောက်တစ်ခုက အစ္စရေးတွေပြန်သွားပြီးပြီအစ္စရေးစစ်တပ်တွေပြန်ဆုတ်သွားပြီးပြီအဲ့ဒီချိန်မှာဟာမတ်စ်တွေကဂါဇာကိုပြန် control ချင်တယ်မီဒီယာထဲမှာလည်းကျွန်တော်ကြားပြီးပြီဟာမတ်စ်တွေကတင်းနတ်တွေပြန်ဖောက်တယ်သူတို့ရဲ့သဘောတူညီချက်ထဲမှာဟာမတ်စ်အနေနဲ့လက်နဲ့ချကိုချရမယ်ဒေါ်နယ်ထရမ့်အင်တာဗျူးတုန်းကလည်းထရမ့်အနေနဲ့သူတို့လက်နဲ့မချဘူးဆိုရင်ငါတို့ချခိုင်းမယ်ဆိုတဲ့စကားလုံးကိုထရမ့်တုံးတာဆိုတော့လက်နဲ့ချမယ်ဆိုတာကဒီအဝေးပစ်လက်နဲ့ကြီးတွေဟာမတ်စ်အနေနဲ့ချလို့လွယ်တယ်ပြီးမှဒီလောက်ရှိတဲ့ငါပြောဖို့လောက်ရှိတယ်ပေါ့နော်ဒီပခုံးပေါ်မှာထိုင်းတဲ့တင်ကားတွေပစ်တဲ့ဟာတွေနည်းနည်းဝေးတဲ့နေရာတွေပစ်တဲ့လက်နဲ့အကြီးစားအလတ်စားတွေဟာသူတို့လက်နဲ့ချလို့ရတယ်ဒါပေမဲ့တင်နတ်တွေကတော့ဟာမတ်စ်အနေနဲ့ချလို့မလွယ်ဘူးချလို့မလွယ်တာအကြောင်းနှစ်ခုရှိတယ်နံပါတ်1ဟာမတ်စ်ဆိုတာကပါလက်စတိုင်းနိုင်ငံမှာရှိတဲ့ဒီပါလက်စတိုင်းလူမျိုးတိုင်းလို့ပြောမလားဒီဂါဇာပြည်သူတိုင်းကဟာမတ်စ်ကိုမကြိုက်ဘူးဒီဟာမတ်စ်တွေကြောင့်ဒီလက်နက်ကိုင်ဟာမတ်စ်တွေကြောင့်ဂါဇာမြို့ဟာပြတ်သွားတာဖြစ်တယ်ဟာမတ်စ်ကိုတားမုန်းတဲ့လူတွေရှိတယ်ဟာမတ်စ်ကလက်တင်နတ်ချမယ်ဆိုရင်ဂါဇာပြည်သူတွေနဲ့အကြားထဲမှာပြဿနာရှိနိုင်တယ်ဟာမတ်စ်တွေအတွက်မလုံခြုံဘူးသူတို့အချင်းချင်းကြားထဲမှာအဲ့ဒါကြောင့်ဟာမတ်စ်အနေနဲ့လက်နက်အသေးစားတွေချလို့မရဘူးခက်ခဲတယ်ဒါပေမဲ့သဘောတူညီချက်ထဲမှာချဖို့ပါတယ်နောက်တစ်ခုကဟာမတ်စ်အနေနဲ့အစ္စရေးကိုတိတ်မယုံဘူးဒီကောင်တွေငါတို့တစကန်တွေအကုန်လုံးလွတ်သွားပြီလက်နက်တွေလည်းအကုန်ချမယ်ဆိုရင်သူတို့အချိန်မရွေးပဲပြန်ပစ်နိုင်တယ်ငါတို့အကုန်လုံးပြန်တည်နိုင်တယ်ဆိုတော့သူတို့အချင်းချင်းကြားထဲမှာမယုံကြည်ချက်တွေရှိတယ်အဲ့ဒါတော့ဒေါ်နယ်ထရမ့်ရဲ့ကတိအပေါ်မှာယုံကြည်ချက်ထားပြီးမှသူတို့လှုပ်ဆောင်တာသူတို့နှစ်ယောက်ကတယောက်နဲ့တယောက်ယုံလို့ချစ်ခင်နေနိုင်လို့သဘောတူတာမဟုတ်ဘူးခုနပြောတဲ့ Trump ရဲ့အပေါ်စီးစကားတွေကြောင့် Trump ရဲ့ proposal peace deal ကိုလက်ခံယုံပဲရှိတယ်သူတို့နှစ်ယောက်ကြားမှာယုံကြည်မှုမရှိဘူးအဲ့ဒါကြောင့် Hamas ကလက်နဲ့ချဖို့မလွယ်ဘူးလက်နဲ့မချဘူးဆိုရင် peace deal ဟာအမြန်ဆုံးပြန်ပျက်စီးနိုင်တယ်အဲ့ဒါတော်တော်လေးစဉ်းစားစရာကောင်းတဲ့ချက်ဖြစ်တယ် Hamas ကခုနပြောတဲ့အတိုင်းသူတို့ချင်းကြားထဲမှာမယုံမကြည်မှုတွေရှိတဲ့အတွက်အစ္စရေးစစ်တပ်တွေစုတဲ့ချိန်မှာ Hamas ကတင်ပြန်ဖောက်တယ်ဂါဇာပြည်သူတွေထဲမှာအစ္စရေးဘက်မှာပါတယ်လို့အစ္စရေးကိုတည်ပေးတယ်ဆိုတော့သူတို့ရဲ့ဆွဆွဲတဲ့လူတွေကိုပြန်ပစ်တယ်အောက်တိုဘာ15ရက်နေ့လောက်ဆိုရင်အောက်တိုဘာ15ရက်နေ့အထိလောက်ဆိုရင်သူတို့ဒီလိုမျိုးတည်ရန်ပေးတာပေါ့ဗျာတင်နဲ့ပစ်တတ်တဲ့တည်ရန်ပေးတဲ့ဂါဇာပြည်သူဟာအယောက်30ကျော်ရှိတယ်တချို့လူတွေဖမ်းထားတဲ့လူတွေအများကြီးရှိတယ်ဒီကြားထဲမှာ update ဘယ်လောက်ရှိမလဲဆိုတာပြောလို့မရဘူးအဲ့ဒါကြောင့်ဟာမတ်စ်အနေနဲ့လည်းမချဘူးသူတို့ရဲ့ဖြစ်စီလာကွဲနိုင်တယ်နောက်တစ်ခုကသူတို့ရဲ့ဒီသဘောတူညီချက်ထဲမှာဂါဇာထဲမှာအကူအငွေတွေအစားတောက်အဝတ်အစားဆေးဝါးနေ့စဉ်သုံးအဆောင်ပစ္စည်းတွေဝင်ခိုင်းမယ်ဆိုတာပါတယ်ဝင်တယ်ကားတွေလည်းဝင်တယ်အများကြီးဝင်တယ်ပေါ့ဗျာဒါမဲ့အီဂျစ်နဲ့ဒီဂါဇာရဲ့နယ်နိမိတ်ရာဖာနယ်နိမိတ်ဟာခုချိန်ထိမပွင့်ဘူးအစ္စရေးကပိတ်ထားဆဲဖြစ်တယ်အဲ့ဒါသဘောတူညီချက်ထဲမှာဖွင့်ဖို့ပါတယ်အစ္စရေးကမဖွင့်ဘူးဆိုတော့ဒီသဘောတူညီချက်ဟာ
ရေရှိခံမလားဆိုတာဟာကမ္ဘာနိုင်ငံတော်တော်များများကကြည်နေတာဖြစ်တယ် Monday နေ့မနေ့ပြန်ကြရင် US နိုင်ငံရဲ့ဒုတိယသမ္မတ Jerry Vance သူကိုယ်တိုင် Israel ကိုရောက်လာမှာဖြစ်တယ် Hamas လက်နက်မချတဲ့ဟာတွေပဲဖြစ်ဒီဒစာခံလွတ်တဲ့အပိုင်းဖြစ် Peace Deal Second Phase ကိုဘယ်လိုအကောင်အထည်ဖော်နိုင်မလဲအမြန်ဆုံးဘယ်လိုလှုပ်ဆောင်နိုင်မလဲဆိုတဲ့အကြောင်းတွေကို US ရဲ့ဒုတိယသမ္မတ Jerry Vance ကကြီးကြပ်ဦးဆောင်သွားမှာဖြစ်တယ်ဘယ်လိုဖြစ်လာမလဲဆိုတာတော့ကျွန်တော်ဆောင်ကြည့်ဖို့ဖြစ်တယ် Israel မှန်တယ် Hamas မှန်တယ် Israel မှားတယ် Hamas မှားတယ်ဒီလိုဖြစ်တယ်ဟိုဖြစ်တယ်ဆိုတဲ့ဟာထက်ကျွန်တော်အခုချိန်မှာလိုတာကဒီစစ်ပွဲကြီးအဆုံးသတ်သွားဖို့လူမျိုးတစ်မျိုးနဲ့တစ်မျိုးနိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံကြားမှာမုံတီးမှုတွေတယောက်နဲ့တယောက်ပစ်တတ်မှုတွေတယောက်နဲ့တယောက်မနာလိုမှုတွေချုပ်ငိမ့်သွားဖို့ကျွန်တော်အားလုံးမှာဆန္ဒရှိတယ်ဒီအတိုင်းပဲဂါဇာနဲ့ Israel ကြားထဲမှာရှိတဲ့ပဋိပက္ခလေးတွေပြင်ရင်ဖို့ကျွန်တော်စူတောင်းပေးရတဲ့ဒီမှာပဲကျွန်တော်ရဲ့ထုတ်လုပ်မှုကိုကျွန်တော်ဆုံးသက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်